ကိုဗလာရဲ့ကျုပ်နဲ့အားကျိုးမှန်တဲ့နေပေးနေတာပါပဲ ဒီနေ့နဲ့အကျော်ကိုမထိလို့ပြောနေတာ အော်ကျုပ်လည်းသိရတော့မယ်ကိုဗလာရဲ့ နောက်မင်းရင်သိသွားတာသိစားမှသိကွာ ဟမ် ကိုဗလာ ရစရာ ခဏတည်း ရှင်းဒီခန္ဓာကိုယ်ကြီးကိုဒီခန္ဓာကိုယ်လေးอ่ะသိတော့မယ်နင်းနေတာဘာမှမဖြစ်ဘူးဆိုတော့ကိုဗလာရဲ့ဒီခန္ဓာကိုယ်ထဲမှာပထဝီတေဇောအာဘောဝါယောဓာတ်ကြီး၄ပါးတွေကတစုံတစ်ခုတော့ချုပ်ရင်းပျက်စီးနေပြီသိကြတယ်အဲဒီယောဂပြောင်းအောင်ပြောကဲတားလေးမင်းကြီးကို ရပါ ခွေးသေးပန်းရွတ်ဝါရှာဒီ ဘယ်လိုပဲရနော် အေးဟဲ့ပိန်လေးမ ရှင်းစရာ နေ့ယောက်ျားကိုယောဂပြောင်းအောင်ကိုရမယ်အဲ့တော့ကိုကစီးရွယ်လာရင်ပြုတ်ကိုရေကိုနှံ့နှံ့လေးစစ်ပြီးယူလာခဲ့ ဟုတ်ကဲ့ဆရာ ကဲအမြန်သွားသားဒီယောဂပြောင်းအောင်ကိုရမယ် ဆရာ ဟေး ယောဂကိုပြောင်းမဖြစ်ပါနဲ့ဆရာ ဟေးအဆမ်းပါလားသူများဆိုလို့ရှိရင်ယောဂပျောက်ခြင်းလုံးကြီးလို့ကြုံနေတွေ့ပျောက်အောင်ကူပေးပါနဲ့ ကျွန်တော်ဒီယောဂတက်မွေးထားတာစီ ဘာဖြစ်လို့လဲ ဒီယောဂလေးဗန်းပြပြီးတော့မှငါတကူလုံးကြိုက်တယ်ခဲတယ်ဆိုပြီးတော့မှကျွန်တော်အရက်ညာတောက်နေရတာဆရာအဲဆရာပြောင်းအောင်ကူလိုက်ရင်ကျွန်တော်အရက်မတောက်ရအောင်အဲဒါကြောင့်ကျွန်တော်ပြောင်းအောင်ကူပေးပါနဲ့လို့ပြောဆရာတော့မှ ဟာ အဘဒီမှာရပြီ ဩယောဂပြောင်းအောင်သာကူဆမ်းပါအရက်ကဘလို့တော့ရတယ်ဒါလေးပြုတ်တော့လဲဟာမင်းညိုဒါကကွေးသေးပါမှမဟုတ်ပဲသွားပြန်ရှာ ရခွေးတူရအစေကျွန်တော်မရှိမှာခွေးရတော့မျိုးအဲ့လိုမျိုးပန်းတာအဲ့ရောဒါခွေးတူပဲအစေ ဆရာရှင်းလို့ရပြီအဲ့ထပ်ပြောလိုက်ရအောင်လားဆရာ ဟုတ်နေမင်းကဘူးတိဘာမသိနဲ့ဒီကိစ္စကြီးရှိနေတယ် ဟောကိုဗလာလေဘာကိစ္စလေးပဲရှိဆရာလက်ထဲကိုရောက်ရင်စိတ်ပတ်ဝင်တာပဲဆရာမအားလက်တဲ့ကြားထဲနေရှင်းကိုစေတနာနဲ့ဆင်းလာကူပေးနေတာဆရာတခါထပ်ပြောလိုက်မယ်နော်ဆရာ မင်းကခလေးမြင်လာတယ်ခွေးရရှူးတဲ့ငါပြောနေ လေရှူးချင်ရှူးမရှူးချင်လေရှင်းမတောက်နဲ့တောက်တာဒါပဲပြောမတောက်လို့ရှိရင်လေညနေကျရင်ရှင်းချိတ်တဲ့ဥစ္စာကျုပ်တို့စက်မဝယ်မပေးဘူးပေးဆရာတခါတည်းမှထပ်ပြော မင်းကအဲ့လိုဆုံးဖြတ်လိုက်ပြီကို ဟုတ်တယ်မင်းတောက်စေခြင်းမတော့ခွေးသေးပန်းယုံမကလို့ဘယ်တော်ပါတောက်ပြီအဘသူများတွေကြောက်ကုပြီးတော့ကိုယ့်ကိုတရားဘာလို့မကုရလဲဟဲ့အဘကောင်မသပင်းဘူးပေါက်နေ ဟေးဟုတ်လား အဘတော်တော်ဆင်းရလို့နေမှာပဲ စပင်းမြူပေါက်တယ်ဆိုတာအိုလာတဲ့သဘောပဲကွာအိုပြီးနာမယ်နာပြီးသေမယ်သေပြီးသုတ်တန်ရောက်မယ် အဘတောက်တောင်ဆိုပါလေ သုတ်တန်ဆိုတာသင်္ချိုင်းကိုခေါ်တာသေတော်သူသည်သုတ်တန်တို့သွားရမယ်တဲ့ကွာ အဘ အေး အဲ့ဆိုလို့ရှိရင်အဘမတရားလို့အဘကောင်မသပင်းပြီးအကုန်နှုတ်လိုက်ပြီလေ မမင်းညိုတဘာဝကိုစန့်ကျင်တဲ့အတွေးတွေမတွေးနဲ့လူလေးရဲ့သပင်ပြူတွေအကုန်နှုတ်လိုက်တော့အဘမအိုးမမသေးမှမဟုတ်ပဲချိန်တိုင်းသေးမှာပဲအရေးကြီးတာကအဘမသေးခင်မောင်မင်းညိုလူကလေးကိုအချိုးကြတယ်ယောက်ျားကောင်းတစ်ယောက်ဖြစ်အောင်ပညာလေးသင်ပေးခြင်းတယ်လူလေးကရောစူးစမ်းပြီးပညာလေးသင်ပါလား ဟုတ်ကဲ့သင်မမယ်ပါအဘမသိတော့ဘူး ချိန်ထားမယ်ကွာဘာမောင်မင်းညိုစိတ်ချတဲ့ချိန်ထားမယ် အကိုဒီနားမှာအသားပြေကိုပိန်နေမှာကောင်လေးတယောက်ညာတွဲလိုက်နေပြီလား ဘာလဲ ဟိုအသားပြေကိုပိန်နေလေကောင်လေးတယောက်ဒီနားနေပြတ်သွားတယ်အကိုကြီးရဲ့ မင်းညိုမောင်မင်းညိုဘာခေါ်နေလဲလေမောင်မင်းညို သူပဲသူ ဘာလို့လဲ သူကြီးသားကပြောသွားတယ် ဟ
မောင်မင်းညိုမိုင်မဲလိုက်လားမင်းအမေလောက်ရှိတဲ့အရွယ်ယူဘာဖြစ်လို့ရေးစားတာ ဟုတ်ပါ ပြန်မပြောနဲ့ဒီမှာတိုင်းနေပြီကွာ မဟုတ်ဘူးကျမပြောပြရသေးဘူးကိုကြီးရဲ့ဟိုကျမအပြိုကြီးပါ အဲ့ဒါလေအဲ့ဒါကိုပြောပြဒီမှာပြေးလေအောင်ညှိပေးမယ်မင်းကွာအပေါ့အရင်ပြောပါလားမင်းအုပ်ပေးဘယ်ရေးစားတကတော့ပြော အော်ဟာမဟုတ်ဘူးကိုကြီးရဲ့တစ်ချက်လောက်နားထောင်ပါဦးကိုကြီးရဲ့ကျမအပြိုကြီးဆိုတော့လေအကိုကြီးတို့ရွေးတာပြောတယ်ဆိုရင်ဟုတ်တော့ ကျုပ်ကခင်ဗျားကိုရေးစားတကပြော မဟုတ်တဘောကိုပြောတာပါတဘောကိုပြောတာအခုပြောသွားတာကျမတူမကို သူက ဟုတ်တယ် ကဲဆုံးမပေးမယ်ခင်ဗျားဘာဖြစ်စေချင်လဲ မဟုတ်ကိုကြီးရဲ့ကလေးဆိုလို့ရှိရင်လေသူ့ကိုဆုံးမပေးပါ ဆုံးမပေးမယ်နော်စိတ်ချလက်ချတာပြန်ခင်ဗျားကြည်နှက်အောင်ကိုဆုံးမပေးမယ်နော် ဟာ ကဲသွား ဟုတ်ကဲ့ သွားတော့လေ ကြည့်ကောင်းလေးကြည့်နေတာ ကျုပ်ကို ဟုတ်ကဲ့ကားရမလား အေးတော့ပေါင်းမင်းညို ဟုတ်ပါ လူလေးဒီပညာရေးပြန်တတ်တယ် ကျွန်တော်ဒါရက်တငယ်ချင်းကကျွန်တော်အဲ့လိုလို့ဝမ်းကြောက်တာလို့ပြော သူများမြောက်ပေးတယ်ဘာဖြစ်လို့ရှော့လို့သူရတဲ့ခုချီစားဆိုမောင်မင်းညိုကိုထားမယ် ကျွန်တော်ဆက်ပါဦးတော့ကျွန်တော်ဆန်းလက်ကြည့်တယ် ဘာလို့ဆန်းတတ်တာလဲ အဘကကျွန်တော်အဲ့ဒီပညာမတင်ဘူး အဲ့ဒီပညာတော့အဘမတင်တတ်ဘူးအဘဒီရွယ်ချီပင်မိန်းမနဲ့မှမပတ်သက်ခဲ့ဘူးအဲ့တော့ဒီပညာတော့အဘမတင်သေးတတ်ဘူးအဘတင်မပေးတဲ့ပညာကိုမောင်မင်းညိုတက်တက်သွားချတယ်ဒီဒုက္ခဖြစ်တယ်ဘုရားသာတိုင်းနေတော့အခုမောင်မင်းညိုဘာစကားပြောတယ်ကလေးမလေးညမှာမောင်မင်းညိုရဲ့ညီမမမိုးညိုသာဆိုရင်ဘယ်လိုဖြစ်မလို့ဟမ်ပြောစမ်းပါဦး ကျွန်တော်မသိဘူး အေးကိုချင်းစာစိတ်ဆိုတာအဲ့ဒါပဲကိုချင်းစာစိတ်ထားရတယ်အခုမောင်မင်းညိုအိမ်တော်ပြုခြင်းနဲ့မိမလိုခြင်းနဲ့ဆိုရင်လည်းမောင်မင်းညိုကိုဥပဒေယူတဲ့မိမအမှန်ရမောင်မင်းညိုကိုမိမကဘယ်လိုဆက်ဆံနေဘယ်လိုနှိမ့်ဆက်တယ်မိသွား ဒီလို ဒီမမေ့တဲ့နေရတယ်အမြဲတမ်းဆက်ရတယ်အခုမောင်မင်းညိုဒီမှာပြစ်ရှိလား ပြ ကြည့်တယ်ဘောမရွေးနဲ့တော့အကုန်လုံးတပြေးကြီးကြီးပဲ ဟုတ်ပါ ကျတော့ ဘာလို့ဒီကတော့ဘာမှမဖြစ်ဘူးကျွန်တော်တော့လောသူဒီရောချမ်းဖြစ်လာတယ်ဘာဖြစ်ဒီကျွန်တော်ပေါ်မှာချစ်ချင်းဝုန်းမှုမရှိဘူးအဘဒီလည်းကျွန်တော်ပေါ်မှာချစ်ချင်းဝုန်းမှုမရှိဘူးဘာဒီမာရီကြားတဲ့ကကျွန်တော်ကိုရပြီးဆုံးမရည်အတွက်ဘာကိုလည်းပြည်ပြန်တယ်ပချမ်းကိုလည်းကျေးဇူးတင်တယ်အော် မောင်မင်းညို ပြားပါ အဲ့ဒီဝချမ်းပြားနဲ့အီးမကုန်းနဲ့တော့ဖင်ရှာသွားမယ်ကာခုတ်ခတ်ထိုးပါးကအော်ပြီးလို့ဘယ်ထိုးခတ်မလဲခတ်ထိုးကာခုတ်ခတ်ထိုး ကခုတ်ကထုတ် မင်းညိုယောက်ျားဆိုတာထက်မြက်တဲ့အတိတ်ပဲရှိတဲ့ရည်ရွယ်ချက်တွေခေါင်းထဲမှာအာယုံတစ်ခုအနေနဲ့ရှိနေရမယ်ကွာမင်းဘာမှမရှိလို့ရည်စားထားခြင်းနဲ့စိတ်တွေဖြစ်တာမင်းစပင်းညခိုင်းတာညှပ်ပြီလားမင်းစစ်တပ်ထဲဝင်ရမယ်အဲ့ဒီအာယုံကိုခေါင်းနဲ့ထည့်ထား